အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာမြတ်တန်းတင်ရေးသားထားတဲ့မမဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်းတစ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်စာအုပ်ကလေးမစခင်ကျမရဲ့ SD Audio Book YouTube Channel လေးနဲ့ Facebook Page လေးကို Like and Subscribe နဲ့ Like and Follow လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေရှင်မမအပိုင်းတစ်မောင်မောင်လက်သည်အိယာမနိုးလာကမျက်လုံးများကိုဖွင့်လိုက်ပြီးအကျောအချင်းတွေကိုညှစ်ထုံနေလေသည်လက်ကနာရီကိုကြည့်လိုက်သောအခါ9 နာရီထိုးနေပြီဖြစ်သည်သူသည်ဝါကနေတန်းဝေကပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်လေသည်သူအိတ်နေသောနေရာမှာသူ့ဇနီးနှင့်အတူအိတ်နေကြအိတ်ခမ်းထဲကနှစ်ယောက်အိတ်ကျွန်းကရင်ကြီးပေါ်တွင်မဟုတ်ဘဲအိမ်အောက်ထက်ဧကန်ထဲကဆိုဖာပေါ်တွင်ဖြစ်၏သုံးမှတ်လုံးခန့်ရှိကျိန်လုံးကြီးများကိုဘောင်ခတ်၍ခွေကာကူရှင်ကြီးများခိုင်း၍ထားသောဆိုဖာကြီးပေါ်တွင်မောင်မောင်လက်သည်ခေါင်းမရှိစောင်းမရှိဘဲတညလုံးအိပ်ပျော်နေခဲ့သည်သူ့ကိုယ်တွင်ရှက်အင်ကြီးလက်ရှိဘိုးတိုင်းအနက်တကလပ်ပေါင်းမိရှိနှင့်ရှုဖနက်တို့ကိုလည်းမနေ့ညကအတိုင်းဝိလျက်သားတွေ့ရသည်ကုတ်အင်ကြီးကခက်လန်းလန်းရှိဆိုဖာပေါ်တွင်ပုံရက်သားရှိနေပေသည်မောင်မောင်လက်သည်ဆိုဖာကြီးပေါ်တွင်ဣကနေနေအောင်လှိမ့်လိုက်ပြီးတရေလောက်အိပ်မည်ဟုမှိန်လိုက်ပြန်သည်သူသည်အပြာနုဖဲစာပေါ်တွင်ပန်းခက်တွေထိုးထားသည့်ဆိုဖာမှီအုံးကိုရင်ဝင်တွင်ပိုက်ပြီးတစ်ဖက်သို့စောင်းလိုက်သည်တို့ရာတွင်အိတ်လိုကမပျော်တော့ပေအိတ်ခမ်းထဲသို့မရောက်ဘဲဆိုဖာပေါ်တွင်ဘဲပုံရောက်ခဲ့သည်ကိုပြန်၍စဉ်းစားနေမိ၏မနေ့ညကမီးရထားဟိုတယ်တွင်မိတ်ဆွေတဦးအမေရိကသို့ပညာသင်သွားမည်ဖြစ်၍ကာပွဲတစ်ခုရှိရာထိုကာပွဲတွင်မောင်မောင်လက်သည်အရက်ကိုတစ်ခွက်ပြီးတစ်ခွက်တောက်ခဲ့သည်မိန်းမတွေနှင့်တယောက်ပြီးတယောက်တွဲ၍ကခဲ့သည်ဒီမြလောက်ကိုသာမှတ်မိတော့သည်ဘလို့အိမ်ပြန်ရောက်လာသည်ကိုမူစဉ်းစား၍မရတော့ပေမှန်ပတင်းကိုကာထားသည့်ခန်းစည်းများကြားမှနေရောင်သည်အခန်းထဲသို့ဖြာကျလာ၏ဒီတော့မှမောင်မောင်လက်သည်ပြုံးကနေပြန်၍ပက်လက်လှန်လိုက်သည်နောက်လက်နှစ်ဖက်ကိုဆန်တန်း၍ကန့်ပေးလိုက်၏တို့ရာတွင်အနားတွင်ဘသူမှမရှိပေသူနှင့်ခင်ခင်ကြီးတို့၏အိမ်အောင်သက်တမ်း9 နှစ်လုံးလုံးမောင်မောင်လက်သည်ဘယ်တော့မှကိုယ်တိုင်မထားခဲ့ဘူးပေသူကလက်များဆန်တန်း၍ကန့်ပေးလိုက်သည်နှင့်ခြေစနီးခင်ခင်ကြီးသည်ကန့်လာသောလက်များကိုဆွဲကာသူ့ကိုအိပ်ယာမှဆွဲထူမြဲဖြစ်၏အခုတော့အနားတွင်ခြေစနီးခင်ခင်ကြီးလည်းမရှိပေအခုတော့အနားတွင်ခြေစနီးခင်ခင်ကြီးလည်းမရှိပေဒီတော့မှမောင်မောင်လက်သည်အိတ်ခမ်းထဲကကျွန်းကရင်ကြီးပေါ်တွင်ခြေစနီးခင်ခင်ကြီးနှင့်အိတ်နေခြင်းမဟုတ်ဘဲအောက်ထက်ဧကန်ထဲကဆိုဖာပေါ်တွင်စောင်းမရှိခေါင်းမရှိအဝတ်အစားလဲခြင်းမရှိဘဲတယောက်တည်းအိပ်ပျော်နေသည့်အဖြစ်ကိုအမှတ်ရလာသည်ကို့အဖြစ်ကိုအမှတ်ရသည်နှင့်မောင်မောင်လက်၏မျက်နှာသည်ညိုးမှိုင်းကမျက်မှောင်ကြီးချီထားလိုက်သည်မောင်မောင်လက်သည်ဟင်းကနေတပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်ပြီးအဖြစ်အပျက်များကိုပြန်၍စဉ်းစားမိသည်သူနှင့်ခြေစနီးခင်ခင်ကြီးတို့ရန်ဖြစ်ကြသည်ကိုမြင်ရောလာသည်သူ့အဖြစ်ကိုသူတွေးမိလာသည်ငါ့ကိုတော့ရီးကခွင့်လွတ်တော့မှာမဟုတ်ဘူးထင်တယ်ဒါတွေဟာငါအပြစ်တွေကြီးပဲငါကြောင့်ဖြစ်ရတာတွေငါကြောင့်မောင်မောင်လက်သည်စိတ်ထဲတွင်ရွတ်ဆိုရင်းတပ်ပြင်းကိုချလိုက်သည်လွန်ခဲ့သည့်3 ရက်ကမောင်မောင်လက်နှင့်ခင်ခင်ကြီးတို့သည်ရန်ဖြစ်ခဲ့ကြ၏မောင်မောင်လက်သည်အိမ်တွင်ကလေးများအားစားသင်ပေးနေသည့်ကားပြားဆရာမကလေးနှင့်ပလူပလဲလုံနေသည်ကိုခင်ခင်ကြီးတွေ့သွားသည့်နောက်လင်မယား2 ယောက်အကြီးအကျယ်စကားများခဲ့ကြသည်ခင်ခင်ကြီးကဒီလောက်သစ္စာမဲ့သည့်ယောက်ျားနှင့်မပေါင်းနိုင်တော့ပါဟုငိုကြီးချက်မနှင့်ဆိုသည်လင်မယားရန်ဖြစ်သည်မှာ3 ရက်ရှိသွားပြီဖြစ်တော်လဲယခုတိုင်တယောက်နှင့်တယောက်စကားမပြောကြဘဲ
သုံးမှုံမှုံလုပ်နေကြသည်သူတို့လင်မယားကိစ္စမှာအစေခံများကအစအားလုံးသိနေကြသဖြင့်ဘယ်သူမှစကားဟမပြောရဲပဲစိတ်သားနေကြလေသည်ဒီအတိုင်းဆိုပါကမောင်မောင်လက်နဲ့ခင်ခင်ကြီးတို့အကျင့်လင်မယားအဖြစ်ပေါင်းသင်းနေခြင်းသည်ဘာအဓိပ္ပာယ်ရှိပါဦးမည်နည်းခင်ခင်ကြီးသည်ရန်ဖြစ်ပြီးကတည်းကမောင်မောင်လက်ကိုမျက်နှာချင်းမဆိုင်တော့ပဲမင်္ဂလာတရားရှိသူ့မိဘများအိမ်သို့ကလေးတွေကိုခေါ်သွားပြီးတစ်နေ့လုံးသွားနေသည်ညကျမှပြန်လာကအခန်းတကားကိုအတွင်းကပိတ်၍အိပ်နေတတ်သည်ကလေးများမှာအထိန်အကွပ်မရှိဖြစ်ချင်တိုင်းဖြစ်နေကြသည်ဒရိုင်ဘာလင်မယားနဲ့ထမင်းချက်လင်မယားတို့ကလည်းရန်ဖြစ်နေကြသည်မှာတအိမ်လုံးကဘာပြတ်တဲ့ကဲ့သို့ပေသည်ရန်ဖြစ်သည့်နေ့ကမောင်မောင်လက်သည်မီးရထားဟိုတယ်တွင်ဝီစကီ2 ကွက်လောက်တောက်ပြီးခင်ခင်ကြီးနဲ့ကလေးတွေစားရန်ခရုခောက်ဆွဲကြောလေးတော့ဝယ်လာခဲ့သည်ကားကိုဂိုဒေါင်ထဲသို့အသွင်းခိုင်းပြီးအိမ်ထဲသို့ဝင်လာခဲ့၏ခါတိုင်းဆိုရင်ခင်ခင်ကြီးသည်တကိုယ်လုံးမှုေးကြိုင်အောင်ချဲသကသူ့ကိုတကားဝါမှနှုတ်ဆက်လေရှိ၏တို့ရာတွင်ယနေ့တော့တိုက်ရှိကဘီလက်တကားမှာပိတ်ထားကတော့ကလောက်ကြီးခတ်ထားသည်အစေခံမာလေးကလာဖွင့်ပေးတော့အထဲသို့ဝင်ခဲ့ကခင်ခင်ကြီးကိုလိုက်ရှာသည်နောက်ဆုံးကြတော့မှခင်ခင်ကြီးသည်အိတ်ခမ်းထဲကဂရင်မော်တွင်မှောက်ရက်ငိုနေသည်ကိုတွေ့ရ၏ခင်ခင်လက်ထဲတွင်တော့ဆီယာမကမောင်မောင်လက်ထမ်းသို့ပေးသောစာရွက်ပြာကလေးဒါကဘာလဲမောင်မောင်လက်ကအိယာပေါ်တွင်မှောက်၍တရှုံရှုံငိုနေသောခင်ခင်ကြီးကိုချော့မီအပြုတွင်ခင်ခင်ကြီးကအော်လိုက်၏ခင်ခင်ကြီးအတန်းမှာတင်းမာလှသည်သူ့မျက်လုံးများမှာဒေါသကြောင့်ဝင်းဝင်းတောက်နေ၏ဒီနောက်တော့တယောက်တခွန်းစကားများကြသည်မှာတအိမ်လုံးစီညံသွားလေသည်မောင်မောင်လက်သည်အမှန်ကိုဖွင့်၍ဝန်ခံကခွင့်လွတ်ရန်တောင်းပန်ရမည်အစားဘူးကွယ်ကသူ့ကိုယ်သူအပြင်းအထန်ကာကွယ်သည်လက်စုပ်လက်ကင်မိထားလျက်နှင့်မောင်မောင်လက်ကဇွန်ညင်းသောအခါပို၍ဒေါပွားလာ၏ငကိုကစိတ်ထက်ရသည့်အထဲတွင်လင်ယောက်ျား၏တစ္ဆာမဲ့ပုံကိုလက်စုပ်လက်ကင်မိထားရက်ကဇွတ်အတင်းခံညင်းနေသည်ကိုတွေ့ရပြန်သဖြင့်ရန်အိုလိုပေါက်ကွဲထွက်လာကအိယာဘေးစပွဲပေါ်ကစစ်လိပ်ပြာခွက်ဖြင့်လှမ်း၍ပေါက်လိုက်သည်အရှောင်ကောင်း၍မောင်မောင်လက်တွင်အထီးအခိုက်မရှိခြင်းဖြစ်ပေသည်ဒီကလေးကခင်ခင်ကြီးသည်မောင်မောင်လက်နှင့်စကားလည်းမပြောမျက်နှာချင်းလည်းမဆိုင်ပဲနေခဲ့ခြင်းဖြစ်ပေသည်ချမ်းမြေသားရသောအိမ်တော်များတွင်မူပျော်ရွှင်ခြင်းသည်တောင်တိုင်းမှပေါ်လာတတ်၍ချမ်းမြေသားရခြင်းမရှိသောအိမ်တော်တိုင်းမှကစိတ်ဆင်းရဲခြင်းသည်တောင်တိုင်းမှပေါ်လာတတ်ပေသည်ခွင့်လွတ်ဖို့တောင်းပန်ရကောင်းမလားသူ့မိဘတွေအိမ်သွားပြီးရှင်းပြရင်ကောင်းမလားမေးခွန်းများသည်မောင်မောင်လက်၏အုံနောက်ကိုတတောက်တောက်တီးခေါက်နေကြ၏တို့ရာတွင်ဘာကိုမှအဖြေမရပေမောင်မောင်လက်သည်စိတ်ပြက်လက်ပြက်နှင့်စပွဲပေါ်ရှိယွန်းစီကရက်ဘူးထဲကစီကရက်တလိပ်ကိုဆွဲ၍ဖွာရှိုက်နေလေသည်မောင်မောင်လက်သည်စီကရက်ကိုဖွာရှိုက်ရင်းကိုပြန်လည်စစ်ဆေးနေမိသည်တကယ်ဆိုတော့သူ့ကိစ္စသည်ခင်ခင်၏အဖို့မိန်းမတစ်ယောက်အနေဖြင့်ခွင့်လွတ်စေရမကောင်းသည်မှာအမှန်ဖြစ်၏သူ့အပြစ်ကိုသူလည်းဖော့၍မတွက်ချင်သူ့အပြစ်သည်သူ့လိုအလွှာမှတာမန်ယောက်ျားတို့မှားယိုမှားစဉ်ကိစ္စတစ်ရပ်ဟုလဲသူ့ကိုယ်သူမလိမ်ချင်ပေသူ့လိုခံညား၍ကြက်တရေရှိသောအသက်30မျှသာရှိသေးသည့်ယောက်ျားတစ်ယောက်သည်သူ့ထက်တစ်နှစ်မျှသာငယ်၍ကလေး3 ယောက်၏မိခင်ခင်ခင်လိုမိန်းမတစ်ယောက်နှင့်လင်ကန်းမယားကန်းပြက်ဆဲကွာရှင်းကြဖို့ရန်ကလည်းမဖြစ်နိုင်သေးပေတကယ်ဆိုတော့ခင်ခင်ကြီးသည်နုနယ်ချောမောတုံးဖြစ်၍ရင့်ကျက်သောအလှ၏တရဖူကိုစောင်းထားစေအရွယ်ဖြစ်၏အခုလို
အိမ်အောင်ရေးနှင့်စိတ်မချမ်းမြေစရာတွေပေါ်ပေါက်လာခြင်းမှာဘသူအပြစ်မှမဟုတ်လှပနုနယ်သောခင်ခင်ကြီးကိုကြောခိုင်းကဖောက်လွဲဖောက်ပြန်ပြူသောသူ့အပြစ်သာဖြစ်၏ခင်ခင်ကြီးမသိအောင်ဖုံးကွယ်ခြင်းမပြုနိုင်သောသူ့အပြစ်သာဖြစ်၏သူဖောက်လွဲဖောက်ပြန်ဖြစ်နေကြောင်းခင်ခင်ကြီးတန်တရားဖြစ်နေသည်ကိုလည်းလုံးဝမသိသောသူ့အပြစ်သာဖြစ်လေသည်မောင်မောင်လက်သည်သူ့အပြစ်ကိုသူတွေးမိကခင်ခင်ကြီးနှင့်ကလေးတွေကိုတနာလာသည်သို့သောဖြစ်ပြီးသားမို့ဘာမှမတတ်နိုင်တော့ပြီးအကောင်းဆုံးမှာအဖြစ်အပျက်တွေကိုမေ့ပစ်လိုက်ရန်သာဖြစ်သည်ထို့ကြောင့်မောင်မောင်လက်သည်လေကိုအားရပါးရရှူရှိုက်လိုက်ပြီးပရင်းပေါက်နားသို့ရှောက်လာခဲ့သည်စပွဲပေါ်ကအစေခံခေါ်သည့်ခေါင်းလောင်းကလေးကိုနှိပ်လိုက်ပြီးပရင်းပေါက်ကိုဖွင့်လိုက်သည်အစေခံဖိုးရွှေရောက်လာလေသည်ဖိုးရွှေသည်မောင်မောင်လက်၏အိမ်တွင်အစေခံလဲဟုတ်၏မောင်မောင်လက်၏ရုံးတွင်မင်းစေလူလင်လဲလှုပ်လေသည်ဖိုးရွှေသည်လုံကြီးအင်ကြီးများနှင့်ကျေးနန်းစာတစ်စောင်းကိုကင်လာလေသည်ရုံးကအလုပ်တွေပါလာသေးသလားဟဲ့မောင်မောင်လက်ကဖိုးရွှေလှမ်းပေးလိုက်သောကျေးနန်းစာအိတ်ကိုဖွင့်ရင်းမေးလိုက်သည်ဆရာစပွဲပေါ်မှာတင်ထားပါတယ်ဆရာမောင်မောင်လက်သည်တန်ကျိုးစာအိတ်ထဲမှစာရွက်ကိုဖွင့်ကာကောက်ဖက်လိုက်သည်သူ့မျက်နှာမှာဝင်းထိန်သွားသည်ဟုထင်ရပေ၏ဖိုးရွှေရေမမနက်ဖြန်ရောက်လိုက်မယ်ဟဲ့ဟုတ်ကဲ့ဆရာဖိုးရွှေကလက်နှစ်ဖက်ကိုနောက်ပစ်ကကိုရွ့၍ပြော၏မမရောက်လာလျင်သူ့ဆရာလင်မယား၏ပြဿနာမှာပြေလည်သွားနိုင်ပွဲရှိသည်ထင်လေ၏မမတယောက်ထဲလားဆရာမင်းကြီးပါအောင်မလားကျေးနန်းထဲမှာတော့သူတယောက်ထဲလာမယ်လို့ဆိုတာပဲမင်းမမကြီးစီသွားပြီးအခန်းတစ်ခန်းပြင်ထားဖို့ပြောကြည်မမကြီးဖိုးရွှေကအံ့အားသင့်တယ်လို့ပြောလိုက်ပြီးမှအရှိန်တက်ကဆက်မပြောဘဲရက်နေ၏ယော့ကျေးနန်းစာရွက်ကိုလည်းယူသွားပြီးပြလိုက်သူရှင်းခိုင်းထားတဲ့အခန်းကိုရှင်းပေးလိုက်မင်းတယောက်ထဲမနိုင်ရင်အေးရှင်တို့လင်မယားကိုခေါ်ဖိုးရွှေသည်ကျေးနန်းစာရွက်ကိုကိုင်၍အပေါ်ဓာတ်သို့တက်သွားသည်မောင်မောင်လက်မှာပရင်းပေါက်တွင်စီကရက်ကိုဖွာရက်ကြံရစ်ခဲ့သည်ခဏကြာလျင်ကျေးနန်းစာရွက်ကိုကိုင်လျက်ဖိုးရွှေဆင်းလာသည်မမကြီးကသူတက်မင်းကတော်တို့အိမ်အလဲသွားမလို့တဲ့ဆရာဖာသာစီစဉ်ဖို့ဖိုးရွှေသည်ရှေ့ဆက်မပြောရဲပဲစကားကိုရက်ထားလိုက်သည်သူ့ခေါင်းကိုအောက်သို့ငုံဆိုင်၍ထား၏ဒါဖြင့်အပေါ်ဓာတ်ကအခန်းတစ်ခန်းကိုရှင်းထားလိုက်အော်ဖိုးရွှေငါရေချိုးခြင်းတယ်ဖိုးရွှေကမျက်နှာတုပ်ပဝါဆက်ပြခွက်စသည်တို့ကိုအစင်သင့်ပြင်ပေးလျင်လေမောင်မောင်လက်သည်အောက်ထပ်ရေချိုးခန်းထဲသို့ဝင်လာခဲ့သည်ရေချိုးခန်းနံရံကိုပြောင်လက်သောကျွေရည်တုပ်အီတာလျန်ကြောက်ပြားများစီ၍ထားပြီးကျွေးစလုံးအထက်တွင်မှန်တစ်ချက်ချိတ်ဆွဲထားသည်ခက်လန်းလန်းကကျွေးအင်တုံကြီးထဲတွင်မူဖိုးရွှေအစင်သင့်ဖွင့်ပေးထားခဲ့သောကြောင့်ရေမာပြည့်ရှမ်းနေသည်မောင်မောင်လက်သည်ဝက်မင်ဘီထောင်ကိုယူ၍မုတ်စိတ်ရိတ်ရန်စက်ပြာဖြင့်ပုတ်တိုက်ပြီးမုတ်စိတ်ရိတ်နေသည်မှန်ထဲမှသူ့မျက်လုံးများသည်သူ့ကိုမေးခွန်းထုတ်နေသည်ဟုထင်ရသည်သူ့အပြစ်ကိုသူတဖြည်းဖြည်းသဘောပေါက်လာသည်တို့ရာတွင်ခင်ခင်ရီမှစိတ်ဆက်သူဖြစ်သည်စိတ်ဆိုးမိလျင်တော်တော်နှင့်မပြေတတ်သောမိန်းမတစ်ယောက်ဖြစ်သည်ခင်ခင်ရီကခွင့်လွတ်အောင်ဘလို့တောင်းပန်ရမည်ကိုစဉ်းစား၍မရအောင်ဖြစ်နေပေသည်မုံစိတ်ရိတ်ပြီးသွားသဖြင့်သူ့ပါးပြင်နှင့်မေးပြားမှာစိမ့်ဖက်မှန်ဖြစ်နေ၏မောင်မောင်လက်သည်ချောပြောင်နေသောပါးပြင်နှင့်မေးပြားကိုလက်ဖွားများဖြင့်ပုတ်တိုက်စမ်းသပ်ပြီး၍ပြောင်လောက်ပြီဟုစိတ်ချရတော့မှကျွေစလုံးကြီးထဲသို့ဆင်း၍ရေကိုစိမ်နေလိုက်သည်ရေချိုးခန်းထဲမှထွက်လာသောအခါတွင်ဖိုးရွှေသည်သူ့အဝတ်စားများကိုအသင့်ယူလာပြီးဖြစ်၏မောင်မောင်လက်သည်
တိုက်အောက်ထက်အေကန်းထဲမှာပင်အဝတ်အစားများကိုလဲလိုက်သည်ရုံးတက်ချိန်နီးပြီဖြစ်၍စာချင်းကိုအစင်သင့်လှုပ်ထားရန်နှင့်ကားထုတ်ထားရန်တို့ကိုဖိုးရွှေအားတစတဲ့ခိုင်းပြီးသူကိုယ်တိုင်ကမူရှက်အင်ကြီးတကလပ်ပေါင်းမီမိကိုရောင်ကုတ်အင်ကြီးမိကိုရောင်တို့ကိုဝတ်လိုက်ပြီးလဲစည်းကိုစီးနေသည်အဝတ်အစားဝတ်ဆင်ပြီးနောက်ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်ထမင်းစားခန်းထဲတွင်ခင်ခင်ကြီးကိုလည်းမတွေ့ရသမီးနှစ်ယောက်ကိုလည်းမတွေ့ရပေခါတိုင်းဆိုရင်နက်နက်ကော်ဖီတောက်ချိန်ထမင်းစားချိန်ဆိုရင်ထမင်းစားခန်းထဲသားမိသားဖတွေတတိုက်တွန်းကြီးရှိကြစမြဲဖြစ်၏မှန်ပြီးတော့ပေါ်တွင်စင်စွယ်ခွေ၍တင်ထားသည့်မောင်းကလေးကိုအစေခံတယောက်ကတီးလိုက်သည်နှင့်မောင်မောင်လက်ခင်ခင်ကြီးနှင့်ကလေးတွေကိုစာသင်ပေးသောဆရာမလေးနှင့်တကွကလေးများပါရောက်လာကြကစပွဲတွင်ဝိုင်းထိုင်လေရှိကြသည်အခုတော့ဘသူမှမရှိဘဲမောင်မောင်လက်တယောက်တည်းဟာ၍နေသည်မောင်မောင်လက်သည်ဟာလာဟင်းလင်းဖြစ်နေသောထမင်းစားခန်းကြီးကိုမြင်လိုက်ရသဖြင့်ရင်ထဲမှာဟာသွားသလိုတော့ရှိလေသည်ခင်ခင်ကြီးသည်သူနှင့်မတွေ့အောင်တမင်ရှောင်နေခြင်းဖြစ်ကြောင်းသိသဖြင့်စိတ်ပြေနေရာကဒေါသထောင်ကနေထွက်လာကစပွဲတွင်ဝင်ထိုင်လိုက်သည်စပွဲပေါ်ကကော်ဖီကီယာလက်ဖက်ဤပကံပေါင်မုံလွှာများထည့်ထားသောပကံထောပတ်ထဲသည့်ငွေအေးဓားနှင့်ခရင်အစုံမကြက်တကြက်ကြော်ထားသောကြက်ဥကြော်လေးလုံးတစ်တော်သည်နှင့်ငပြောသည်3-4လုံးထည့်ထားသည့်ပကံများကိုတွေးရသည်မောင်မောင်လက်သည်စိတ်ထဲမှာဟာတတာရှိသည်နှင့်ရုံးစာချင်းနှင့်သူ့အတွက်ရောက်နေသောစာများကိုဖိုးရွှေအားအယူခိုင်းလိုက်ပြီးကော်ဖီတောင်းရင်းဖတ်နေသည်စာတစ်စောင်မှာမက်ဒရာမှစံဆက်ပိုင်းတဦးထံမှစာဖြစ်သည်ထိုစာမှာခင်ခင်၏ဘက်မှအမွေရသောမက်တရာတဝိုက်မှလဲများကိုသူ့အားရောင်းမှရန်ရေးလိုက်သောစာဖြစ်၏ခင်ခင်၏သည်မက်တရာဘက်တွင်လေယာမြေဧက900လောက်ကိုအမွေများရလိုက်လေသည်တို့ရာတွင်အစိုးရ၏လေယာမြေပြည်သူပိုင်ပြုလုပ်ရေးဥပဒေကြောင့်၎င်းတဘုံများကြောင့်၎င်းတီးစားကမရသည်မှာကြားလာပြီဖြစ်၏သူတို့ကိုယ်တိုင်ကလည်းခေတ်ပညာရများအဖြစ်ကြီးပြင်းလာကြပြီးအစိုးရအရာရှိကြီးများဖြစ်နေပြီရာလဲမြေကိစ္စကိုရောင်းချပြစ်ချင်သည်မှာကြားပြီဖြစ်၏တို့ရာတွင်ပြည်တွင်းစစ်ကြီးနှင့်အစိုးရ၏လေယာမြေပြည်သူပိုင်ပြုလုပ်ရေးဥပဒေကြောင့်ဝယ်သူမရှိခဲ့ဘဲဒီအတိုင်းပစ်ထားခဲ့ရသည်အခုမတရားစံဆက်ပိုင်ရှင်ကလဲမြေများကိုဝယ်ရန်စကားကမ်းလှမ်းလာသည်ကိုတွေ့ရသောအခါအံ့အားသင့်နေပေသည်အခုလိုမြေရှင်အများအပြားမြေယာတွေကိုစွန့်လွတ်နေရသောအချိန်တွင်ဘာစိတ်ကူးနှင့်ဝယ်သည်ကိုစဉ်းစားမရအောင်ဖြစ်နေသည်ဦးမောင်မောင်လက်မှာအစိုးရအရာရှိကြီးဖြစ်နေသည့်အပြင်လယ်များကိုဂရုစိုက်ခြင်းမရဟုသိရသည့်အတွက်ယခုကဲ့သို့ကမ်းလှမ်းခြင်းဖြစ်ပါသည်ယခုကဲ့သို့တီးစားကမရဘဲစွန့်ပစ်ထားသည့်အတူတူတင့်လျော်သောနှုံးရလျင်ရောင်းလိမ့်မည်ဟုမျှော်လင့်ပါသည်အကယ်၍ရောင်းမည်ဆိုပါကစကားပြောဆိုရန်ကျွန်တော်မန္တလေးသို့ဆင်းလာပါမည်မောင်မောင်လက်သည်စာကိုသေချာစွာဖတ်နေ၏လဲများကိုဈေးချောင်ချောင်နှင့်ရလိုက်မည်အထင်ဖြင့်ရေးလိုက်သောစာဖြစ်သည်အမှန်ကတော့မောင်မောင်လက်တို့ကလည်းမက်တရာတဝိုက်မှလဲမြေများကိုရောင်းချင်နေသည်မှာကြာပြီဖြစ်၏သူတို့စိတ်ကူးမှာမက်တရာဘက်မှလဲကိုအစိုးရကပြည်သူပိုင်းမသိမီအလင်းအမြန်ရောင်းချပစ်လိုက်ကခင်ခင်ကြီးအမည်ဖြင့်ညီမတွေစုပေါင်းကကန်ထရိုက်လုပ်ငန်းကြီးတစ်ခုလုပ်လိုသည်သို့မဟုတ်သွင်းကုန်လုပ်ငန်းကြီးတစ်ခုလုပ်လိုသည်သို့မဟုတ်ခင်ခင်ကြီးဖခင်ကြီးလုပ်နေသောမုတ်ပလင်ဘက်မှကွာရီထဲတွင်ရှယ်ယာထည့်လိုသည်တို့ရာတွင်ယခုလောလောဆယ်အချိန်၌မမောင်လက်နှင့်ခင်ခင်ကြီးတို့စိတ်ဆိုးမပြေပြန်ပေါင်းမထုတ်သေးသမျှတော့ဒီအကြောင်းတွေကိုစဉ်းစားနိုင်မည်မဟုတ်သေးပေဒီစာကိုပြ၍
ခင်ခင်ကြီးနှင့်စစ်ဆက်ရေးစကားပြောကြလျင်လဲဒီယုံမြင်၍ဒီခြုံထွင်သည်ဟုအထင်ခံရောက်ရမည်ကိုစိုးရိမ်ရသေးသည်ထို့ကြောင့်ဒီကိစ္စကိုစိတ်ကူးထဲမထည့်နိုင်သေးပဲဘေးဖယ်ထားလိုက်ရသည်စာတွေကိုဖတ်ပြီးနောက်စာချင်းတွေကရုံးစာတွေကိုကောက်ဖက်လိုက်သည်တစောင်းမှာမြို့နယ်တစ်ခုမှတောင်သူလယ်သမားအဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်တစ်စုကလယ်သမားများအားထုတ်ပေးသည့်အမတော်ကြီးငွေများကိုဖြတ်စားသည့်အစီရင်ခံစာတစ်စောင်ဖြစ်သည်နောက်တစ်စောင်းမှာပသိမ်ကြီးမန္တလေးပြည်တော်သားလမ်းဖောက်ရေးနှင့်ပြည်တော်သားကျောင်းများဆောက်လုပ်ရေးအတွက်တင်သွင်းသောလျှောက်လွှာဖြစ်သည်မောင်မောင်လက်သည်စာများကိုအောက်မှမှတ်ချက်များရေးကာကော်ဖီကိုဆက်၍တောက်နေ၏ကော်ဖီတောက်ရင်းလက်ဝဲသတင်းစာတစ်စောင်ကိုဖတ်နေသည်သတင်းစာခေါင်းကြီးပိုင်းကNew Italy စာချုပ်တွင်စီးပွားရေးမလွတ်လပ်မှုများပါဝင်ကြောင်း ECA, BCA နှင့်ကိုလံဘိုစီမံကိန်းများသည်အမေရိကန်နှင့်ဗြိတိသျှတို့ကစီးပွားရေးနယ်ပယ်များကိုလက်ဝါးကြီးအုပ်ထားရေးအတွက်လမ်းဖွင့်ပေးသောစာချုပ်များစီမံကိန်းများသာဖြစ်ကြောင်းနိုင်ငံခြားကူးသန်းရောင်းဝယ်ရေးတွင်ဗြိတိသျှဘဏ်များကလက်ဝါးကြီးအုပ်ထားသဖြင့်တိုင်းရင်းသားအရင်းရှင်တို့ပြက်ပြားလာရကြောင်းဗြိတိသျှဘဏ်များကြောင့်မြန်မာငွေကြေးစနစ်တွင်ဗြိတိသျှနှင့်အမေရိကန်တို့၏လက်ဝါးကြီးအုပ်ထားသောလုပ်ငန်းများကိုတားဆီးရန်အတွက်အမျိုးသားညီညွတ်ရေးလိုကြောင်းအမျိုးသားညီညွတ်ရေးရရှိရန်မှာပြည်တွင်းစစ်ကိုစစ်ဆက်ဆွေးနွေးသည့်နည်းဖြင့်ရက်စဲမှသာဖြစ်နိုင်ကြောင်းစသဖြင့်ရှေးလျားစွာဝေဖန်ကအစိုးရအားပြင်းထန်စွာတိုက်ခိုက်ထားလေသည်မောင်မောင်လက်တွင်နိုင်ငံရေးယုံကြည်ချက်မရှိပေမည်သည့်နိုင်ငံရေးပါတီတစ်ခုဘက်ကိုမှလည်းသိမ်းပိုင်ခြင်းမရှိပေသူသည်လက1000ကျော်ရသောအုပ်ချုပ်ရေးအရာရှိကြီးတဦးသာဖြစ်၏ထို့ကြောင့်နိုင်ငံရေးဝါဒများကိုလေးလေးနက်နက်မစင်စားခဲ့ခြင်းဖြစ်၏သူ့အယူအဆ၌ဘယ်အစိုးရတက်တဲ့အစိုးရအရာရှိတဦးသည်အစိုးရ၏ဝါဒအတိုင်းလှုပ်ဆောင်ရမည်သာဖြစ်လေသည်တို့ရာတွင်မဖုံးမကွယ်ပဲဆိုရသောအာဏာရဖဆပလအစိုးရ၏ပါတီဘက်သို့အနှဲငယ်တော့တိမ်ညွတ်ပေးသည်တို့တိမ်ညွတ်ရာတွင်လည်းမောင်မောင်လက်မှာနိုင်ငံရေးအယူဝါဒကြောင့်တိမ်ညွတ်ရခြင်းမဟုတ်ဘဲသူ့ဘဝအခြေအနေကြောင့်တိမ်ညွတ်ရခြင်းသာဖြစ်သည်သူသည်1950ပြည့်နှစ်တွင်ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီးမြန်မာနိုင်ငံဝန်ထမ်းအကြီးစာမေးပွဲကိုပထမအသုတ်တွင်အောင်မြင်ခဲ့ကာအလုတ်သင်မှနယ်ပိုင်းအဖြစ်အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီးသည့်နောက်နှစ်အနည်းငယ်အတွင်းမှာပင်ခရိုင်တွင်အကြီးဆုံးသောအုပ်ချုပ်ရေးအရာရှိတဦးရောက်ရှိလာခဲ့သည်ယင်းသို့ထိပ်တန်းအရာရှိကြီးဘဝသို့လျင်မြန်စွာရောက်ရှိခဲ့ရခြင်းမှာအာဏာရပါတီခေါင်းဆောင်တချို့၏ထောက်ခံချက်ကြောင့်သာဖြစ်ပေရာအရေးကြုံလာသောအခါမောင်မောင်လက်သည်အစိုးရအရာရှိတဦးပြီးဘက်မလိုက်ဘဲဆောင်ရွက်ရမည်ဖြစ်သောလေအာဏာရပါတီဘက်သို့တိမ်ညွတ်ပြီးသားဖြစ်နေပေသည်မောင်မောင်လက်သည်သတင်းစာခေါင်းကြီးကိုဖတ်ပြီးနောက်တစ်ခွက်တောက်ရန်ကော်ဖီကရားကိုငှဲ့လိုက်သည်ဧကန်းဘက်စီမှသမီးအကြီးချိုချိုနှင့်သားငယ်မိုမို၏အတန်ကိုကြားရလေသည်ဟဲမိုမိုကမကောင်းဟဲနင်းကရထားကိုမိုင်းပုံးခဏခဏမထောင်ရဘူးဟဲချိုချို၏အတန်ဖြစ်သည်မောင်မောင်လက်သည်မျက်လုံးပြူးကထမင်းစားကန်းထဲမှထွက်၍သူတို့ကိုလှမ်းခေါ်လိုက်သည်ကလေးနှစ်ယောက်မှတန်ပတ်နှင့်သွားသောမီးရထားကလေးဖြင့်ကစားနေကြ၏ကလေးတွေကလည်းကြံ့ကြံ့ဖန်ဖန်စော့ပုံရပြီဘာမှအထိန်ကိုမရှိတော့ဘူးမောင်မောင်လက်ကစိတ်ထဲမှညည်းညူလိုက်လေသည်ကလေးနှစ်ယောက်သည်သူတို့ဖေဖေခေါ်တန်းကြောင့်ပြေးလာကြသည်မေမေကမောင်မောင်လက်ကသားငယ်ကိုပွေ့ချီလိုက်ပြီးသမီးကိုလက်ဆွဲကာထမင်းစားကန်းထဲသို့လှည့်ဝဲလာရင်မေးလိုက်သည်မေမေအိတ်နေတယ်ချိုချိုကဖြေ၏ညကကောင်းကောင်းမှအိပ်ပျော်ရဲ့လားဟုစိတ်ထဲတွင်ထင့်ကနေဖြစ်သွားသည်မေမေနေကောင်းရဲ့လားသမီးချိုချိုသည်ဖေဖေနှင့်မေမေရန်ဖြစ်ကြသည်ကိုသိပြီးဖြစ်၏သူ့ဖေဖေနှင့်မေမေစကားမပြောကြသည်ကိုလည်းသိပြီးဖြစ်၏
ထို့ကြောင့်သူ့ဖေဖေကိုကြည့်ပြီးမေမေနေမကောင်းဘူးတဲ့သမီးတို့ကိုလည်းစာကြက်ရမယ်လို့မခိုင်းတော့ဘူးတီချာလည်းမရှိတော့ဘူးမေမေကကိုဘအောင်ကိုကားမောင်းပို့ခိုင်းပြီးမေမေကြီးတို့အိမ်သွားကြတဲ့ကဲဒါဖြင့်သွားကြသမီးတို့ကိုပို့ပြီးပြန်လာတော့မှဖေဖေရုံးသွားမယ်အော်ချိုရေခဏမမောင်လက်သည်ပန်ပီရိုပေါ်ကချောကလက်တို့ကိုယူ၍ပေးလိုက်သည်ချောကလက်ထုံမှာရန်ဖြစ်သည့်နေ့ကလေးကကလေးတွေဖို့ဝယ်ခဲ့ခြင်းဖြစ်တော်လဲမေ့၍မပေးဖြစ်ပဲယခုတိုင်ရှိနေခြင်းဖြစ်၏ဆရာဧည့်သည်လာတယ်ဖိုးရွှေကအခန်းဝတွင်လာရက်၍ပြောလိုက်သည်ဘယ်ကဧည့်သည်လဲကွရုံးကိစ္စဆိုရင်ရုံးကိုလွှတ်လိုက်ပါလို့ဘယ်နှခါပြောရမလဲဘုန်းကြီး2 ပါးပါဆရာအကျိုးဆောင်တန်ခါအဖွဲ့ကတဲ့ပထမပြန်စာမေးပွဲမေးခွန်းပေါက်တာနဲ့ပတ်သက်လို့ရှောက်လွှာတင်ခြင်းလို့တဲ့သွားခဏဆောင်ပါလို့ပြောတိုက်ရှိမှကလေးတွေကိုပို့ပြီးပြန်လာသောကားဆိုင်တန်းကိုကြားရလေသည်မောင်လက်သည်အိတ်ထဲတွင်စီကရက်ဘူးမီးကျစ်စသည့်အသုံးအဆောင်တွေကိုပါမပါဆန်းလိုက်ပြီးဘာများမေ့နေပါလိမ့်ဟုစဉ်းစားလိုက်သည်ဘာမှမမေ့အားလုံးအစုံအလင်ပင်ရှိသည်ဧကန်းထဲမှထွက်မည်အပြုတွင်ခင်ကြီးနှင့်ရန်ဖြစ်သည့်ကိစ္စကိုအမှတ်ရလာပြန်သည်ခင်ကြီးကိုသွားပြီးချုပ်မော့ရကောင်းလေမလားဟုစဉ်းစားမိပြန်သည်သူကမာရင်ကိုကလည်းတင်းမည်ဆိုသောမာနစိတ်ကလေးကတလူခေါင်းပြူလာပြန်သည်တို့ရာတွင်ကိုကအမားကိုကျူးလွန်ထားသူဖြစ်သဖြင့်အပြက်နဲ့နှာခေါင်းသွေးထွက်ကြမည်ဆိုရင်ကိုတာဝန်ဖြစ်နေမလားဟုစိုးရိမ်လာသည်နောက်ပြီးသူ့လိုထိပ်သည့်အရာရှိကြီးတယောက်၏အိမ်တော်ရေးပြိုလဲသွားသည်ဆိုရင်အတိုင်းအဝိုင်းတွင်အမဲဆက်ကြီးတစ်ဆက်အဖြစ်ထင်ကြံရစ်မည်ကိုလည်းစိုးရိမ်လာသည်မောင်လက်သည်ပါဇက်တွင်ခဲထားသောစီကရက်ကို2 ဖွာခန့်ဇက်တိုက်ဖွာရှိုက်လိုက်ပြီးစပွဲပေါ်ကကနုကမာပြာကန်ခွက်ထဲသို့ထိုးချေကအပေါ်ဓာတ်အိတ်ခမ်းသို့ဝင်လာခဲ့လေသည်